မတ္တနာပူရလိုတစ်မျိုးတန်ဖဝရီလိုတစ်ပုံမြမသမိုင်းမှာထင်ရှားခဲ့တဲ့ပကံဆိုတာဗုဒ္ဓဘာသာဝင်မြမလူမျိုးတွေရဲ့အသေးနှလုံးရည်လို့တင်စားခေါ်ဆိုခံရတဲ့ယဉ်ကျေးမှုအမွေနှစ်တွေစုဝေးရာနေမြေဗုဒ္ဓသာသနာထွန်းကားစီပင်ရာအယက်ဒေသဖြစ်တာမို့ဇေဒီပထိုးတွေကလက်ညှိုးတို့မလွဲလောက်အောင်ကိုများပြားလာပါတယ်။ဒါကြောင့်လဲနိုင်ငံသားခီးသွွားတွေကမြန်မာနိုင်ငံကိုဇေဒီပထိုးများရဲ့တိုင်းပြည်ရဲ့လို့တင်စားခေါ်ဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ပကံဟာသမုဒ္ဒရေမင်းတည်ခြင်းကနေစတင်ရည်တွက်ရင်နှစ်ပေါင်းပရိစ္ဆေဒကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ပကံမင်းဆက်50တို့ထီနန်းဆိုခဲ့ကြရမှာပထမပကံဒုတိယပကံတတိယပကံစတုထပကံရဲလို့အစဉ်စဉ်ပြောင်းရွှေ့ခဲ့ကြပါတယ်။ပထမမြန်မာနိုင်ငံကိုစတင်တည်ဆောက်ခဲ့တယ်ဆိုတဲ့အနော်ရထာမင်းလက်ထက်တော်မှာပကံဟာတကူဩဇာအာဏာကြီးမားတဲ့မင်းနေပြည်တော်ကြီးဖြစ်နေပါပြီ။ပကံမြေမှာအုပ်ချုပ်စိုးစံခဲ့ကြတဲ့ပကံမင်းအဆက်ဆက်ဟာသူတို့ထီးနှန်းစိုးစံရာနန်းသက်ကာလအတွင်းအထင်ကရသာသနိကအဆောက်အအုံကြီးတွေကိုတည်ထားကိုးကွယ်လေးရှိခဲ့ကြသလိုနန်းတွင်မူမှတ်တင်တာပတိတွေကအစအသေးသားအရက်သားတွေဆုံးဇေဒီပထိုးတွေတည်ထားကိုးကွယ်ခဲ့ကြတာမို့လဲဝင်ယူတန်တညံညံပကံဖျားပေါင်းရဲလို့ဆိုရလောက်အောင်ဇေဒီပထိုးတွေကများပြားလာပါတယ်ရှင်အရဟံမထေရမြတ်နဲ့တကွာတန်ဃာတော်မထေရမြတ်တို့ရဲ့ကျူပန်းလုံးလာကြောင်းသာသနာတော်ထွန်းကားစီပင်ခဲ့တာမို့ပကံမြေမှာခေါင်းလန်းတန်ကြေးစီတန်တွေပုံလွှမ်းလို့နေပါလေ။ဇေဒီပထိုးတွေတီထားကိုးကွယ်ကြရမှာလဲကပီးကြောက်စာတွေနဲ့ရေထိုးမှတ်တမ်းတင်ခဲ့ကြတာမို့ယနေ့တဲ့တိုင်မပြောက်မပြက်တည်တဲ့နေစေဖြစ်ပါလေ။ညဒီပကံမှာတော့ရုံးမှာလဲဝင်ရုံးတဲ့တညံညံပကံဖျားပေါင်းဆိုပြီးတော့လေးတန်းကျော်ရှိခဲ့ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းနှစ်ပေါင်း1000ကြာတော့တဲ့ခါကျတော့ခေတ်ဆက်ဆက်ပြည့်စည်တော့ကျတော့ရွှေလတာဘောဝင်ဖျားရည်ချိုးစင်းဆိုပြီးတော့လေးတန်းကျော်ရဲ့အဲ့ရွှေလတာဘောဝင်ဖျားရည်ချိုးစင်းရဲ့အရေးအတွက်ကတော့ပကံမှာရှိရဲ့ဖျားရည်ပြည့်စည်သွားတဲ့အရေးအတွက်ပေါ့။အခုလက်ရှိရှိရကြတော့ကြောင်ကြီးအုပ်နီပကံဖျားပေါင်းဆိုပြီးတော့2219ဆိုပဲကျန်တော့ရအခုရင်ရုံးမှာ၄တန်းကျော်ရှိတယ်မှာ2219ဆိုရှိရပေါ့အဲ့2219ဆိုတဲ့မှာကျွန်တော်တို့ဒီနေ့ဖုံးမဲ့ဖျားကတော့နာမည်ကြီးဖျား15ဆိုတာဖြစ်ပါတယ်โอเคရိုက်ဒီဖျားကတော့ရွှေစံတော်ဖျားအနော်ရထာမင်းကြီးတီထောက်ကိုဝဲခဲ့တယ်။ခေါင်းကမြတ်စွာဘုရားရဲ့စံတော်အစစ်နဲ့တီထောက်ကိုဝဲခဲ့တဲ့အတွက်ဖျားရဲ့ပွဲအမည်ကိုရွှေစံတော်ခေါ်တာ။ဒီဖျားမှာတော့ရာဇဝင်တမိုင်းကြောင်းထူးဆန်းဆန်းမရှိပါဘူး။ဒီမှာတက်ကြည်ရတော့ပကံမှာရှိရဲ့ဖျားရဲ့ဂုဏ်လုံးကိုမြင်ရအောင်လို့ဖျားပေါ်တက်ကြည်ရတာ။ဒီဖျားတော့စိုက်စည်းတဲ့ဘောမျိုးပါ။ရွှေစံတော်ဘုရားဟာအာနန္ဒာဘုရားအနောက်ဘက်မုတ်ကထွက်ပြီးတောင်ဘက်ခရီးနှစ်ဖာလုံလောက်အကွာမှာတည်ရှိပါတယ်။ဒီဇေဒီတော်ကြီးကိုအနော်ထာမင်းကြီးကတည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့လေ့လာသိရှိရပါတယ်။အနော်ထာမင်းမြတ်ဟာဥဒ္ဒါပကုမှာခမာလူမျိုးတွေတိုက်ခိုက်ခွင်းရန်စဉ်ကစစ်ကူပေးခဲ့တဲ့အတွက်ဥဒ္ဒါမင်းကဆက်တာတဲ့ဆန္ဒကိုဌာပနာပြုပြီးဇေဒီတော်တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့မှတ်သားပွဲတွေ့မြင်နိုင်ကြမှာဖြစ်ပါတယ်။ရွှေစံတော်ဘုရားကြီးဟာမတ်ဆော့တဲ့လေကားများနဲ့ပကံဖျားများကိုအပေါ်စီးမှလှပစွာမြင်တွေ့နိုင်တာကြောင့်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များသဘောကျနှိမ့်ချိုက်တဲ့ဘုရားတဆူဖြစ်တာကိုလည်းအခုလိုမြင်တွေ့ကြမှာဖြစ်ပါတယ်။